သားသမီးတယောက်ချင်းစီကိုမွေးတော့ကအမေကဘိုင်းနာတဲ့ထံကိုလေအသက်နဲ့လဲပြီးခံခဲ့ရတာပါဒါပေမဲ့သားသမီးတွေအများကြီးရှိနေပါလေနဲ့အသက်ကြီးလာတဲ့အခါမှာအမေထမင်းစားပြီလားလို့လှမ်းမေးမဲ့သူတရားမှမရှိတဲ့အမေဖြစ်သွားလိမ့်မယ်လို့ဘယ်မိခင်ကမှကြုံမတွေ့ခဲ့မိပါဘူးအခုဒီဗီဒီယိုကြည့်နေတဲ့သူတွေမှာရောကို့အမေကိုနောက်ဆုံးချိန်ဖုံးဆက်ပြီးနေကောင်းလားလို့မေးခဲ့တာဘယ်တော့မှလဲရှင်လောကကြီးမှာမိဘနဲ့သားသမီးကြားကမေတ္တာတရားလေအစိတ်မရှိတဲ့ရေးကြီးအိုင်ကြီးလိုပဲအေးမြပြီးလှပနေပါတယ်အထူးသဖြင့်မိခင်တယောက်ကမေတ္တာတရားသားသမီးတွေဘလောက်ပဲအသက်ကြီးကြီးဘလို့အခြေအနေမျိုးပဲရောက်ဘလို့ပဲပြောင်းလဲမပြောင်းလဲသွားတဲ့တခုတည်းသောအရာပါမိဘရဲ့မေတ္တာလေသားသမီးတယောက်ကိုလူလားမြောင်ကျွေးမိဆောင်ရှောက်ဖို့ပညာချက်ကြီးတွေဖြစ်ဖို့အတွက်ဆိုလေမိခင်တယောက်ကကိုယ့်ရဲ့ငယ်ဘဝကိုယ့်ရဲ့လာပါကိုယ့်ရဲ့အိတ်ဆက်ချိန်နဲ့ကိုယ့်ရဲ့စိတ်ကူးရဲ့အိမ်မက်တွေကိုဒေးခဲ့တာပါရှင်သားသမီးတွေဝေကောင်းစားလာဝေရဖို့အတွက်ကိုကတော့အဟောင်းနှမ်းလေးတွေနဲ့ပဲလုံလောက်ခဲ့ရတယ်သားသမီးတွေဘိုက်ပြေဖို့အတွက်အမေဘိုက်မစားပါဘူးသားတို့သမီးတွေဝအောင်စားဆိုပြီးတော့အဖြူတဲ့မှုသားစကားတွေကိုအချိန်ချင်းအခါခါပြောခဲ့ရရှာပါတယ်ဒါပေမဲ့အခုခေတ်ကာလတွေမှာပြောင်းလဲလာတာသားသမီးတွေကအတောင်အလက်စုံကိုယ်ပိုင်အတိုက်မြုံတွေနဲ့လောကလည်းမှာဝင်ဆန့်လာတဲ့အခါမှာတော့အခြေအနေတွေကတခြားစီဖြစ်သွားတတ်ပါတယ်ရှင်သားသမီးတွေကကိုယ့်ရဲ့အလုပ်ကိုင်းစီးပွားရေးလူမှုရေးမိသားစုများခြားသားသမီးသားတွေအရေးတွေမှာပဲအချိန်ကုန်ပြီးတော့လုံးပန်းနေရဒီလိုပဲတဖြည်းဖြည်းနဲ့မေ့လျော့လာတာကတော့နေအိုကြီးတွေမှာတရားဟုတ်တဲ့ကြံရစ်ခဲ့ပြီးတော့လေနေ့ရက်တိုင်းကိုအထီးကျန်စွာနဲ့ဖြတ်တန်းနေရတဲ့မိခင်အိုကြီးရဲ့အကြောင်းပဲဖြစ်ပါတယ်ရှင်အသက်အရွယ်ရလာတဲ့အမေတွေကလေသားသမီးတွေရှိရရွှေတွေငွေတွေတိုက်တာအဆောင်တွေပြုစုခမ်းနားတဲ့ပြုစုယူရမှုတွေကိုမျှော်လင့်တာမဟုတ်ပါဘူးသူတို့မျှော်လင့်တာအမေထမင်းစားပြီလားအမေနေကောင်းလားအမေဒီနေ့ဘာတွေလုပ်နေလဲဆိုတော့ဂယုထဆိုင်နဲ့လှမ်းမေးတတ်တဲ့စကားတန်ဖုန်းခေါ်ဆိုတန်လေးတွေကိုပဲနေ့စဉ်ရက်ဆက်မျှော်လင့်နေကြတာသားသမီးအများကြီးမွေးရတဲ့မိခင်တူဦးနေနဲ့လေငါမှသားသမီးတွေအများကြီးရှိတယ်တယောက်လောက်ကတော့ငါ့ကိုတတိယမှာပဲလို့တွေးပြီးတော့ဘုံခဲ့ဘူးပါတယ်တကယ်တမ်းအိုမင်းမဆန်ဖြစ်လာတဲ့အခါမှာတော့ဘယ်သားသမီးစီကမှဖုံးတန်လေးတစ်ခုတောင်ကြားဝင်မရခဲ့ပဲနဲ့မနဲ့မိုးလင်းမိုးချုပ်ထိအိမ်ရှိမှာပဲငေးမျောနေတဲ့ဘဝတွေအများကြီးရှိနေပါတယ်ရှင်ဒီလိုမျိုးသားသမီးတွေရဲ့မိတော်ချင်းကိုခံရပြီးတော့အထီးကျန်ဝမ်းနေရတဲ့အမေတွေရဲ့ရင်ထဲမှာဘလောက်တောင်ငွေကြိုးနေရပါစေသားသမီးတွေကိုစိတ်မဆိုးရကြပါဘူးရှင်ငါသားသမီးတွေအလုံးရှုံနေလို့နေမှာပါသူတို့တွေရုန်းကန်နေရတာပဲဆိုပြီးတော့သားသမီးတွေဘက်ကနေအမြဲတမ်းပြီးတော့နားလဲတတ်တယ်ခွင့်လွှတ်ပေးနေတာကတော့မိခင်တွေပါပဲဒါပေမဲ့ပေါ့လေညီးကျတဲ့ခါမှာအိမ်အိုကြီးမှာတယောက်တည်းတိတ်တဆိတ်နဲ့နေရတဲ့ခါမှာတော့ဝမ်းနဲ့အားငယ်တဲ့စိတ်တွေကရင်ထဲကိုအလုံးနဲ့အရင်နဲ့ဝင်ရောက်လာတတ်ပါတယ်ဒီလိုမျိုးပေါ့နော်သားသမီးတွေအမေအမြန်းကိုမခံရလို့စိတ်ဒဏ်ရာရပြီးရင်ထဲမှာအဆင်မပြေဖြစ်နေတဲ့မအေအိုကြီးတွေအတွက်ဝမ်းနဲ့စိတ်တွေကိုရှော့ချဖို့အတွက်ကိုယ်တိုင်စိတ်သက်သာရစေတဲ့နီလန်းလေးတစ်ခုကိုဒီနေ့မှာအကြံပြုမျှဝေပေးချင်ပါတယ်ရှင်သားသမီးတွေလှမ်းမမေးလို့ဝမ်းနဲ့မနေပါနဲ့တော့အမေတို့ရေကိုယ့်ရဲ့စိတ်ကိုကိုယ်တိုင်ပဲပြန်လဲဖြည့်သိမ့်ပြီးတော့ကုစားတဲ့အနေနဲ့လူလေးတယောက်ထဲတွေးပြီးတော့ပြောကြည့်ပါလားရှင်။ဘာသာကိုပဲသားသမီးနေရာမှာဝင်လိုက်ပြီးတော့အမေရေဟေးသားတို့သမီးတို့မေးသလိုမျိုးပဲပေါ့နော်။အမေထမင်းစားပြီလား။အေးအမေစားပြီ။အမေဘာလုပ်နေလဲ။ဒီလိုပါပဲဟိုလုပ်ဒီလုပ်ပေါ့။အမေနေကောင်းရဲ့လား။အေးကောင်းပါတယ်ကောင်းတယ်။သားတို့သမီးတို့အဆင်ပြေကြရဲ့လား။အမေတို့ဘာမှစိတ်မပူနဲ့နော်။အမေနေကောင်းတယ်။ကောင်းမွန်စားတော့ပြီးရှိနေပါတယ်ဆိုပြီးတော့ပေါ့ရှင်နော်။ဟုတ်ပါတယ်ရှင်လောကကြီးမှာကိုယ်တိုင်မထိန်ချုပ်နိုင်တဲ့သူတစ်ပါးရဲ့လောက်ရက်တွေသားသမီးတွေရဲ့မေးလျော့ခံမှုတွေကြောင့်စိတ်ဆင်းရဲခံစားနေမဲ့အစားမိမိရဲ့စိတ်ကိုမိမိကိုယ်တိုင်နော်ချစ်ချင်းမြတ်တာတွေနဲ့ပြန်လဲပြီးတော့ထွေးပေးပြီးတော့ဖြည့်သိမ်းလိုက်တာအကောင်းဆုံးပါပဲရှင်သားသမီးတွေဘလောက်ဝေးတဲ့နေရာကိုပဲရောက်နေပါစေမမေးအားဘူးပဲဖြစ်နေပါစေမိခင်တို့ရဲ့ရင်ထဲမှာတော့သားသမီးတွေပေါ့အမြဲတမ်းအဖြူတွေမြတ်တာကတော့တော့မှရော့သွားမှာမဟုတ်ဘူးအားကြောင့်မလို့အမေတို့အနေနဲ့ပေါ့နော်စိတ်ဆင်းရဲမနေဘဲကိုယ်တိုင်ပြန်ပြီးဖြည့်သိမ်းတဲ့နည်းနဲ့ကျန်းမာအောင်နေထိုင်သွားဖို့အတွက်တိုက်တွန်းချင်ပါတယ်မိဘဆိုတာအနန္တကိုင်းဝင်နေပြီလို့သူတို့တက်ရှိတင်ရှားရှိတဲ့အချိန်လေးမှာစက္ကန့်ပိုင်းလောက်ကလေးပဲကြာမဲ့အမေနေကောင်းလားဆိုတဲ့စကားသံလေးတစ်ခုတော့ကတ်စင်းမနေပဲနဲ့မေးပေးကြဖို့သားသမီးတွေကိုအလေးနဲ့ထားသတိပေးချင်ပါတယ်ရှင်ဒီဗီဒီလေးကိုကြည့်ရှုပြီးသွားတဲ့အခါမှာမိဘကျေးဇူးကိုသိတတ်တဲ့သားသမီးကောင်းတစ်ယောက်အနေနဲ့အမေပေါ်ထားရှိတဲ့စိတ်ကူးခံစားချက်လေးအောက်ကကွန်မန့်မှာရေးခဲ့ပေးပါအောင်ရှင်သင်ရဲ့ comment စာသားလေးတစ်ခုကအခြားသူတွေရဲ့မိဘကိုသတိရသွားစေဖို့အတွက်အားစေးတစ်ခုဖြစ်စေနိုင်ပါတယ်ရှင်စောင့်မျှော်ကြည့်ရှုအားပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နော်